ဒါတော့ဒီနေ့မှာတော့ file ထည့်နေပြောပြတော့ဖြစ်ပါတယ်အစင်မြေတဲ့လူတွေကျွန်တော်ဗီဒီယိုတေချာကြည့်ပြီးဆုံးထိကိုကြည့်ပြီး channel လေးတော့ subscribe လုပ်ခဲ့ပေါ့ဒါရရင်တော့ကျွန်တော်တက်လီဝန် channel လေးဝင်ပြီဟာချင်တော့ကျွန်တော်တင်လာပေးတဲ့ဒီ file တွေကဟိုးအောက်ဆုံးအောက်စားပဲဟာပေါ့နော်ဘာလို့ဆိုအဲ့ဒါနောက်ဆုံးပါခြင်းဖြစ်တယ်ဆိုအဲ့တော့စိတ်တူတောင်ဆိုတာရှိတယ်အဲ့နှိပ်ပြီလားနှိပ်ပြီးတစ်ချက်ထွက်လာဇာတ်မှာရှိရဇာတ်မှာလည်းချက်ဝင်ပြီအရင်ပြီးတော့မှ Android ဆိုတာရှိပြီးရင် Telegram ဆိုတာရှိနေလားပြီးကိုစိတ်ဓာတ်နဲ့ဇာလိုက်ရှာလိုက်နောက်ဆုံးပါစီမှာ Wii စက္ကွန်းဆိုရင်စက္ကွန်းသွင်းအဲ့တော့ချက်နေကျွန်တော်ဒီစားဖြတ်ပြတာကျွန်တော်ကလောက်ပြီးတော့ဆိုချက်ဖြတ်လိုက်အဲ့ဒါချက်နေလိုက်မယ်ပြီးမှ password ထည့်နေအောင်ချက်နေ password တော့ကျွန်တော်မှာ U ချက်နေအောင်မှာ password ချတာပြီးအဲ့ဒါကို copy U ဒီမှာလာထည့်လိုက်အဲ့ဒီ OK ချက်နေလားခဏဆောင်လိုက်အရာပါဆို file အပေါ်ရောက်တစ်ချက်နှိပ်ပြီလားဒီ file ဆိုလာလည်းရှိမှာ file နောက် file ဆိုတော့အဲ့ဒါ file ကိုဖိလိုက်မယ်ဖိပြီး copy ဆိုတာရှိတယ် copy နေလားပြီးရင်အပေါ်နှိပ်ပြီးရင် device ဆိုတာရှိတယ်နေလားပြီးရင် Android data ပတ်ကြည့်လိုက်ရှာပြီလားတွင်ပတ်ကြည့်တဲ့တစ်ချက်ဝင်ပြီဒီ file ကိုချလိုက်ရအောင်ဒါဆိုစင်ပြေသွားပြီဘယ်လို file ပြန်ဖြတ်ကြည့်လဲအမှာ file ဆိုတာပြန်နှိပ်ပြီလား file ဆိုနှိပ်ပြီးဒီမှာနောက်တစ်ခုပြန်နှိပ်ပြီလား UE gaming ပေါ့အဲ့ဒါနှိပ်ပြီးနောက်တစ်ခါဒီဥစ္စာထပ်နှိပ်ပြီလားဒီအောက်ဆုံးအစားကိုထပ်နှိပ်ပြီအောက်ဆုံး C ဆိုတာရှိတာထပ်ပြန်နှိပ်ပြီလားပြီးရင် pass ဆိုတာရှိပြီး AKS pass ဆိုတာရှိနှိပ်ပြီလားပြီးဒီဥစ္စာတွေ line မဖြတ်နဲ့အဲ့ဒါ gain နဲ့ download ဥစ္စာတွေပေါ့နော် line မဖြတ်နဲ့ဒီဥစ္စာပဲနှိပ်ပြီရှင်နေဒီတရားဥစ္စာတွေပဲဖြတ်ပြအောင်ဒီဒါအဲ့နှစ်ခုဖြတ်ပြအောင်ဖြတ်ပြလိုက်ဖြတ်ယူရှင်းမယ်မိုက်ပေါ်နေအောင်နှိပ်ပြီးဖြတ်ရုံဒါပဲတာရီတို့ဗီဒီယိုလေးကိုကြိုင်ရင်လည်း subscribe နဲ့ခဲ့ပါ